ယေရှုသည်ခရစ်တော်ဖြစ်တော်မူသည်ကိုယုံကြည်သောသူမည်သည်ကဘုရားသခင်ဖြစ်ပွားစေတော်မူသောသူဖြစ်၏ပုံမှန်ချလိုက်ပြီးဖြစ်တဲ့အတွက်အဲ့နေရာမှာပဲဆုံးသက်လိုက်မကျန်တဲ့အပိုင်းကနောက်တစ်ပိုင်းဆိုတော့ယေရှုသည်ခရစ်တော်ဖြစ်တော်မူသည်ကိုယုံကြည်သောသူမည်သည်ကဘုရားသခင်ဖြစ်ပွားစေတော်မူသောသူဖြစ်၏သင်တို့လည်းကြားရင်ကြားဘူးလိမ့်မယ်ယေရှုနဲ့ခရစ်တော်မတူဘူးဆိုတဲ့ဩဝါဒမားတယ်မှန်တယ်တော့ကျွန်တော်မပြောပါဘူးဒီကျမ်းစာအတိုင်းပဲကျွန်တော်ပြောမယ်ယေရှုဟာခရစ်တော်ဖြစ်တယ်ယေရှုကိုခရစ်တော်မဟုတ်ဘူးလို့ဘယ်သူပြောလဲအဲ့ဩဝါဒကိုကြားဘူးပြီးသားသူလည်းရှိတော့ရှိလိမ့်မယ်မကြားဘူးသေးဘူးဆိုလို့ရှိရင်လည်းကျွန်တော်စီကဥဒာကြားရတဲ့အတွက်သင်ချင်းချင်းနားထောင်လို့ရလိမ့်မယ်ယေရှုဟာခရစ်တော်ဖြစ်တယ်ပြန်ပြောမယ်ယေရှုဟာခရစ်တော်ဖြစ်တယ်တချို့ပြောတယ်ယေရှုနဲ့ခရစ်တော်မတူဘူးလို့တုံတင်တဲ့တရားဟောချက်ရှိတယ်မဟုတ်ဘူးဘုရားသခင်ဖြစ်ပွားစေတော်သူဟာယေရှုကိုတွေ့ခရစ်တော်လို့ယုံနိုင်သောယုံကြည်ခြင်းရှိတယ်ယေရှုဟာခရစ်တော်ဖြစ်တယ် Jesus is Christ Amen ပြောရအောင် Jesus Christ ယေရှုခရစ်တော်နှချမ်းမခွဲနဲ့နှချမ်းမခွဲနဲ့တချမ်းအောင်နိုင်တညင်းကြီးယေရှုနဲ့ခရစ်တော် divide လုပ်ရမယ့်အရာမဟုတ်ဘူး तू က one ဖြစ်တယ်အာမင်ပိုင်းခြားမယ့်အရာမဟုတ်ဘူး तू ကတစ်လုံးတစ်ဝါဖြစ်တဲ့နာမဖြစ်တယ်ဟာလေလုယာပြောရအောင်ယေရှုသည်ခရစ်တော်ဖြစ်တယ်တချို့ကဒီလိုသွန်သင်တယ်ယေရှုယုံငယ်သွားမယ်တဲ့ခရစ်တော်ယုံမှကောင်းကင်ရောက်မယ်တဲ့မားရမယ်နဲ့ကျွန်တော်မပြောဘူးနော်သင်ဝိညာဉ်နဲ့ကဒီကျမ်းပိုက်ကိုကြည့်ပြီးတော့သိပါစေယေရှုသည်ခရစ်တော်ဖြစ်တယ်ပြောရအောင်ခရစ်တော်ယေရှုခရစ်တော်ဆိုတာကကျွန်တော်တို့အပြစ်တွေအားလုံးကိုစီးကြောပြီးတော့ကျွန်တော်တို့ရဲ့ဖြစ်ခြင်းအမှန်ကိုပြန်ရစေတဲ့တူးတီးသောဘုရားသခင်ဆေလွတ်သောဘုရားသခင်သားဖြစ်တယ်အာမင်ဟုတ်တယ်သူ့မှာနာမည်အများကြီးရှိတယ်ယေရှုရဲ့နာမ်စားတွေအများကြီးရှိတယ်ကျွန်တော်တို့နာမည်အများကြီးရှိတယ်ဗျာဟုတ်လားကျွန်တော်ဘယ်လိုသိလဲအခုကျွန်တော်နာမည်ဆရာပေါ်ကြီးဒါပေမဲ့ကျွန်တော်မှနောက်တဲ့နာမည်တစ်ခုရှိသေးတယ်ကျောင်းနာမည်လေစောဝင်းစိုးအောင်အဲ့ဒါကျောင်းကတငယ်ချင်းတွေပဲခေါ်တယ်နော်ဒီအဖို့တွေမသိဘူးယေရှုဟာမြေကြီးပေါ်မှာဘုရားသားဖြစ်ခရစ်တော်စင်ကြွလာပြီးတော့ယေရှုဆိုတဲ့နာမည်နဲ့မဲ့ရမယ်ဆိုပြီးတော့လူစားတိခံလိုက်တာကောင်းကင်ဘုံမှာသူ့ကိုနှုတ်ကပတ်တော်လို့ခေါ်တယ်ချင်းမိုင်မှာဆရာပေါ်ကြီးကိုဆရာပေါ်ကြီးလို့ခေါ်တယ်အလုံအားထားကတဲ့ကြောင်းနဲ့ဝင်သွားကြည့်ဟဲ့ဝင်းစိုးအောင်လို့ခေါ်တယ်နေပဲမတူတဲ့အခါမှာစကလုံးမတူစကလုံးမတူကျွန်တော်ပြောမယ်ကျွန်တော်ကမပြောင်းလဲခင်ထောင်ချခဲ့တဲ့လူစိုးတစ်ယောက်ဖြစ်တယ်နှစ်လောက်ကျွန်တော်ထောင်ထဲမှာနေခဲ့ဘူးထောင်ထဲမှာကျွန်တော်နာမည်ဖူးခွာအဲ့10တန်းကြည့်ရှင်နာမည်မပါသေးဘူးနွားကြီးတယ်ကရင်ရက်ွက်တဲ့ဝင်သွားလိုက်စောကပေါ်စီနေရပြောင်းသွားရင်နာမည်ပြောင်းသွားတယ်လေနာမည်ပြောင်းတဲ့ပုံမှာမူတည်ပြီးတော့သင်္နာတွေရှုပ်စရာမလိုယေရှုကကျွန်တော်တို့ပြစ်တွေအားလုံးအတွက်ယေရှုဆိုတဲ့နာမည်အဓိပ္ပာယ်မိမိအလူတို့ကိုအပြစ်မှကယ်ချွတ်တော်သူခရစ်တော်ဆိုတဲ့အဓိပ္ပာယ်က anointed one နာမည်ပြောင်းသွားလို့လှုပ်ရက်နဲ့တက်ရောက်မှုပြောင်းသွားတဲ့အထက်မှာယေရှုမပါအာမင်တပေါင်းနာမည်ဘယ်နှခုရှိလဲတပေါင်းနဲ့နာမည်တပေါင်းတော့နဲ့နာမည်အစစ်မဟုတ်တယ်ကင်းနာမည်ပြောမူဘောတူ
နည်းငါနဲ့ကင်းနာမည်နည်းနည်းနော်ကဘော်လေးတော့တူတယ်နည်းထိုင်းနာမည် ชัดชัย နာမည်ကိုကွဲသွားတိုင်းကျွန်တော်တို့ကတက်ရောက်မှုတွေကွဲသွားပြီလို့ပြောလို့မရဘူးလေလူကတက်ရောက်တယ်ပဲယေရှုဟာကောင်းကင်ဘုံမှာနှုတ်ကပတ်တော်လူစားတိခံတဲ့အခါမှာဘာဖြစ်လာလဲယေရှုဒါပေမဲ့သူ့ကိုယ်သူမိတ်ဆက်တာဘယ်လိုမိတ်ဆက်လဲတလားခရစ်တော်လို့မိတ်ဆက်တယ်မေရှိယလို့မိတ်ဆက်တယ်အာမင်မခွဲခြားနဲ့အဲ့တယောက်တည်းပဲဟာလေလုယာဆိုတော့တိယောလေးအငယ်1နဲ့3ဖတ်ကြည့်တိယောလေးအငယ်1နဲ့3ယေရှုနဲ့ခရစ်တော်တယောက်တည်းပဲနှုတ်ကပတ်တော်တယောက်တည်းပဲအာမင်ပေါ်ဤဝင်းဆိုးအောင်ကဘောစီဖိုးခွာတယောက်တည်းပဲမူကဘောထူးနဲ့ချက်ချိုင်းနဲ့တပေါင်းနဲ့တယောက်တည်းပဲဘသူရှိတယ်လဲနာမည်ပေါ်တဲ့သူတွေဒီနေ့တော့တယောက်အောင်မှာကျွန်တော်သားလေးကျွန်တော်ဝိုင်းကူညီပြီးတဲ့ link ခန့်ကတိဒီနဲ့ Viber မှာ hi နဲ့ Samir ခန့်မဲသူနာမည်အရှိမ Samir ပါလားပြောချင်တယ်ဗျာနာမည်ဒီနောက်မှာလိုက်ပြီးတော့ဝေါ်ဟာရတွေကိုနှစ်ဖွင့်ဖို့မဟုတ်ဘူးပုဂ္ဂိုလ်အာယုံစိုက်ဖို့အာမင်အာမင်ချစ်သူတို့ခတ်သိမ်းသောစိတ်ဝိညာဉ်တို့ကိုမယုံကြနဲ့သူများပြောတိုင်းရှောက်မယုံနဲ့ဘေးကတကယ်ချင်းပြောသူများပြောတိုင်းရှောက်မယုံနဲ့ယေရှုနဲ့ခရစ်တော်မတူဘူးလို့ပြောအဲ့ဒါငါယုံလိုက်တော့မယ်ဒါလင်းနဲ့ဟန်နီနဲ့တူတူပဲနော်ဒါလင်းကတယောက်ဟန်နီကတယောက်ဆိုတော့အဲ့မှာဘိုက်ခေါက်ဆွဲမယ်သူများပြောတိုင်းရှောက်မယုံနဲ့စိတ်ဝိညာဉ်တို့သည်ဘုရားသခင်နဲ့ဆက်ဆိုင်သည်မဆက်ဆိုင်သည်ကိုစုံစမ်းကြလောဘုရားသခင်ဖြစ်ပွားစေတဲ့တရားဟောခြင်းဟုတ်ရဲ့လားအဲ့ဒါစုံစမ်းစစ်စေးဗေဒီမြို့သားကဲ့သို့စစ်စေးအာမင်ဒီ issue ကိုကိုင်နေဆိုတာကျွန်တော်လည်းအနေရများတယ်ကျွန်တော်သိတယ်ကိုတက်ဆရာကြီးတွေကခွဲထားတာဟုတ်ခွဲထားတာနှစ်ပိုင်းဒါပေမဲ့ကျွန်တော်ပြန်ပေါင်းမယ်အာမင်ကျမ်းစာအတိုင်းပြန်ပေါင်းမယ်အာမင်အကြောင်းမူကား Mixer Prophet အများတို့ဒီဤလောကသို့တွားကြပြီဆက်တော့ဘုရားသခင်ဤဝိညာဉ်တော်ကိုအဘယ်သို့သိနိုင်သနည်းဟုမူကားလူစားတိအဖြစ်ကြွလာတော်မူသောယေရှုခရစ်ကိုဝန်ခံသောဝိညာဉ်မြည်သည်ကဘုရားသခင်နဲ့ဆက်ဆိုင်၏ရှင်းလေးပဲကျမ်းစာတော်ရှင်းတယ်ဘုရားသခင်ရဲ့ဝိညာဉ်တော်ရဲ့ဗိတ်သိက်ခြင်းဖွင့်ပြခြင်းသွန်းလောင်းခြင်းကိုဘယ်လိုသိနိုင်လဲဆိုတော့လူစားတိခံပြီးတော့ကြွလာတဲ့ယေရှုကိုလားယေရှုခရစ်ကိုလားမခွဲထားဘူးမိတ်ဆွေယေရှုကိုလို့မရတော့ယေရှုခရစ်ပြောအောင်ယေရှုခရစ်တယောက်တည်းပဲအာမင်ယေရှုခရစ်ပြောအောင်ယေရှုခရစ်အာမင်ဒါဆိုကျွန်တော်မိတ်ဆာ prophet လား man non prophet လားဖျက်ရှင်ကောင်းကြီးပေးပါစေယေရှုခရစ်ကိုဝန်ခံတော်ဝိညာဉ်ယေရှုပဲဝန်ခံတာလားယေရှုမင်းတယောက်တည်းပဲတင်ဝိညာဉ်ယေရှုခရစ်ကိုဝန်ခံတော်ဝိညာဉ်ဖြစ်တယ်အာမင်ဒါဆိုတင်ကဘယ်သူနဲ့ဆိုင်လဲဘုရားသခင်နဲ့ဆိုင်တယ်ဆက်တော့ရအောင်လူစားတိအဖြစ်ကြွလာတော်မူသောယေရှုခရစ်ကိုဝန်မခံသောဝိညာဉ်မြည်သည်ကဘုရားသခင်နဲ့မဆက်ဆိုင်ထို့သောဝိညာဉ်ကသင်တို့သည်ကြားခဲ့ပြီးသည့်တိုင်ဤလောကသို့လာသည်ဖြစ်၍ယခုပင်လာလျက်ရှိသောအန်တီခရစ်ဝိညာဉ်ဖြစ်၏နားလည်နိုင်မှုဘုရားကောင်းချီးပေးပါစေယေရှုနဲ့ခရစ်တော်မခွဲနဲ့မိတ်ဆွေယေရှုခရစ်ရဲ့ဝိညာဉ်ဟာနှစ်ဝိညာဉ်မဟုတ်တစ်ဝိညာဉ်နဲ့ပဲအာမင်ဒါကြောင့်ကြားတဲ့နာရီကြီးတယ်လာနေပြီအန်တီခရစ်ကဘယ်သူမှမဟုတ်ယေရှုနဲ့ခရစ်တော်နှစ်ပိုင်းခွဲတဲ့ဝိညာဉ်အန်တီခရစ်ရဲ့ဝိညာဉ်ပဲ
ကျွန်တော်တော့မခွဲဘူးအဲ့ဒါတပါးလေးပဲအာမင်အာမင်ယေရှုခရစ်ပြောရအောင်ယေရှုခရစ်တပါးလေးပဲတယောက်တည်းပဲအာမင်ဒါကြောင့်တိယောလေးအငယ်15မှာတွားကြည့်အောင်အငယ်15ဒီအပိုက်ပဲဒီအခန်းကြီးပဲယေရှုသည်ဖျားသခင်ဤသားတော်ဖြစ်တော်မူသည်ကိုဝန်ခံတော်သူမည်သည်ကဖျားသခင်၌တည်ဤဖျားသခင်သည်လေအယံရှင်းတယ်ဘလို့သွန်သင်လဲဩဝါဒမှာဘလို့သွန်သင်လဲယေရှုယုံငယ်ရဲသွားမယ်ယေရှုကဘာမှမတတ်နိုင်ယေရှုကဘာဖြစ်တယ်ညာဖြစ်တယ်မဟုတ်ဘူးဒီမှာရေးရတယ်ယေရှုသည်ဖျားသခင်ဤယေရှုဟာဘုရားသခင်ရဲ့သားတော်ဖြစ်တယ်ဆိုတော့သင်ယုံလားဟုတ်ယေရှုကဘုရားရဲ့သားတော်မဟုတ်ဘူးခရစ်တော်ကမှဘုရားရဲ့သားတော်အဲ့ဆိုရင်သင်အပါလေးလေးခံလိုက်ရပြီသင်ကဘုရားသခင်နဲ့တည်တော်သူဖြစ်တယ်ဘုရားသခင်ဒီလေသင်၌တည်တယ်ပြောငါဘုရားသခင်နဲ့တည်တော်သူဖြစ်တယ်ဘုရားသခင်ဒီလေငါ၌တည်တယ်အာမင်ယေရှုဟာဘုရားသားတနည်းအားဖြင့်ဘုရားသားဆိုတဲ့အဓိပ္ပာယ်က Christ ခရစ်တော်ယေရှုသည်ခရစ်တော်ဖြစ်တယ်ယေရှုခရစ်တော်ပြောရအောင်ယေရှုခရစ်တော်ဟာလေလုယာအာမင်ဒါကြောင့်ပေတရုကနော်တန်ဃာတယ်လေပေတရုကယေရှုနောက်လိုက်ရင်းနဲ့ဘုရားသခင်သူ့ကိုဖွင့်ပြတဲ့အခါမှာသူပြန်ပြောတယ်မဿဲ16အငယ်73ကိုဖတ်ကြည့်အောင်နည်းနည်းအဆုံးပိုင်းလောက်အထိသွားခြင်းတယ်မဿဲ16အငယ်73အဲ့ဒီမှာအားလုံးကရှင်းတယ်ကွာယေရှုကပြောတယ်ငါ့လူတွေကအမျိုးမျိုးပြောကြတယ်တဲ့ဗတ္တိဇံဆရာယောဟန်ဖြစ်တယ်လို့လည်းပြောတယ်အေလိယဖြစ်တယ်လို့လည်းပြောတယ်ယေရမိစသဖြင့် prophet ဘာဖြစ်လိမ့်မယ်လို့ပြောတယ်တဲ့အငယ်14လောက်မှာဖတ်ကြည့်ဒါကြောင့်ယေရှုကမေးတယ်အငယ်15မှာမင်းတို့ကငါ့ကိုအဘယ်သူဖြစ်တယ်ဆိုတာသိလားတဲ့ငါဘာသူလဲဆိုတာမင်းတို့သိလားဒါမဲ့ရှီမုန်ပေတရုကကိုတော်သည်ခရစ်တော်အာမင်ပေတရုအဲ့ချိန်ကျမ်းစာကြောင့်မစင်းဘူးနော်အဲ့ကျမ်းစာကြောင့်တက်လိုက်ရှုပ်သွားတယ်ဆိုတာအဲ့ဒါနည်းနည်းရှုပ်သွားဘုရားသခင်ဖွင့်ပြလိုက်တယ်ပေတရုယေရှုကသူတို့ကို trace လုပ်တဲ့မိကုံးမေးတယ်ငါယောဟန်လားငါအေလိယလားငါ prophet ဘာလားငါ့ကိုလူများတွေဘလို့အလူလူထင်နေကြတယ်မင်းတို့ကဘလို့ထင်လဲတဲ့ပေတရုအထဲမှာဘုရားသခင်ဖွင့်ပြလိုက်တယ်ဘသူကပေတရုကိုမေးတာလဲယေရှုကပေတရုကိုမေးတာပေတရုကဘလို့ပြန်ဖြေလိုက်လဲကိုတော်ကအာမင်ယေရှုသည်ခရစ်တော်ဖြစ်တယ်ယေရှုနဲ့ခရစ်တော်မပိုင်းခြားနဲ့ယေရှုသည်ခရစ်တော်ဖြစ်တယ်ဘသူကိုယ်တိုင်ဖွင့်ပြတာလဲပေတရုထဲကနေဘုရားသခင်ကိုယ်တိုင်ဖွင့်ပြတယ်ယေရှုက comment ပြန်ပေးတယ်ဟုတ်တယ်တဲ့မင်းရဲ့ဉာဏ်အားဖြင့်တော့အဲ့ revelation မရဒါဆိုဉာဏ်နဲ့ဆိုရင်နှစ်ပိုင်းနေတယ်ဘုရားသခင်ဖွင့်ပြမှမင်းငါဘာလို့လဲဆိုတာသိမယ်ဟာလေလုယာယေရှုကလည်းစက္ခွန်မှာရှီမုန်ဘာယောနဲ့တင်ဒီမင်္ဂလာရှိဟေးယေရှုကိုခရစ်တော်လို့ယုံတတ်တော်သူဟာမင်္ဂလာရှိတော်သူဖြစ်တယ်ယေရှုကိုခရစ်တော်အဖြစ်ယုံကြည်တော်သူဟာမင်္ဂလာရှိတော်သူနှစ်ပိုင်းတော်သူကတော့ဘာလဲတော့မသိဘူးမပြောတော့ပါဘူးမင်္ဂလာရှိတယ်အကြောင်းမူကားအသွေးသားသည်ဤအကြောင်းအရာကိုသင်အားဖော်ပြသည်မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသောငါခမဲတော်သည်ဖော်ပြတော်မူပြောရအောင်ယေရှုသည်ခရစ်တော်ဖြစ်တယ်အာမင်အဲ့ဒါကျွန်တော်မိုက်နဲ့အော်ပြောတဲ့စကားမဟုတ်ဘူးနော်ဖ
ဖယားသခင်ကိုယ်တိုင်ပေတရုပြောတဲ့စကားဟာလေလုယာဒါကြောင့်ယောဟန်20ငယ်31မှာယောဟန်20ငယ်31ယေရှုသည်ခရစ်တော်တည်းဟူသောဘုရားသခင်သားတော်ဖြစ်တော်မူသည်ကိုသင်တို့သည်ယုံမိအကြောင်းထိုတို့ယုံ၍နာမတော်အားဖြင့်အသက်ကိုရမည်အကြောင်းဤမြလောက်ဟာလေလုယာယောဟန်ကျမ်းစာမှာလည်းယေရှုဟာခရစ်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းရေးထားလားမရေးထားဘူးလားဒါဆိုယေရှုဟာခရစ်တော်မဟုတ်ဘူးလို့ကျမ်းစာလာသင်ပြီးဆိုရင်သင်သိတော့ဒီအသင်းတော်သိဖို့ဘုရားကောင်းကြီးပေးပါစေယေရှုနဲ့ခရစ်တော်မတူဘူးလို့သင်ကိုလာသွန်သင်ပြီးဆိုရင်အဲ့ဒါ false teaching ဖြစ်တယ်ဆိုတော့သင်သိပါအဲ့ဒါမိစ္ဆာယူဖြစ်တယ်ဆိုတော့သင်သိပါအာမင်ဒီမှာကျမ်းစာမှာအတိအကျပြောတယ်ယေရှုသည်ခရစ်တော်ဒီဟူသောဘုရားသခင်သားတော်ဟာလေလုယာယေရှုလည်းခရစ်တော်ပဲခရစ်တော်လည်းယေရှုပဲနှစ်ပိုင်းမပိုင်းနဲ့ယေရှုခရစ်တော်ယေရှုသည်ခရစ်တော်ဒီဟူသောဘုရားသခင်သားတော်ယုံနာမှန်ဖို့ဘုရားကောင်းချီးပေးပါစေဒါကြောင့်အဲ့ဒီနာမအဖြစ်ကျွန်တော်တို့ဟာဘာကိုရတာလဲယေရှုခရစ်တော်ဆိုတဲ့နာမအဖြစ်ကျွန်တော်တို့ဟာထာဝရအသက်ရတယ်အာမင်ဒါကြောင့်ခရစ်တော်ကိုယ်တိုင်ကယေရှုကိုယ်တိုင်ကသူ့ကိုယ်သူခရစ်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းပြောခဲ့တဲ့ကျမ်းပိုက်လေးကိုကျွန်တော်ပြောပြမယ်ယောဟန်4အငယ်25ယောဟန်4အငယ်25ယောဟန်4အငယ်25ရှမာရိအမျိုးသမီးနဲ့ယေရှုနဲ့တွေ့တဲ့အခါမှာမိန်းမကလည်းမေရှိကြွလာတော်မူသည်ဟုအကျွန်ုပ်သိပါ၏မေရှိဆိုတဲ့အဓိပ္ပာယ်မက်ဆိုင်ယာပေါ့မေရှိယပေါ့ကြွလာတော့ကျွန်တော်သိရရောက်တော်မူသောအခါကျွန်တော်တို့အားအလုံးစုံကိုဖော်ပြတော်မူမည်ဟုရှောက်ပြန်မေရှိအနက်ကခရစ်တော်အာမင်ယေရှုခရစ်တော်အာမင်ရှမာရိမျိုးသမီးနဲ့စကားပြောနေတာဘာလို့လဲယေရှုခရစ်တော်ဒါမဲ့သူ့နာမည်သူမမိတ်ဆက်ဘူးနော်ငါယေရှုခရစ်တော်ဖြစ်တယ်လို့ယေရှုကမမိတ်ဆက်ဘူးနော်ဒါမဲ့အဲ့အမျိုးသမီးကသူ့ရဲ့အကြောင်းတွေအားလုံးကိုယေရှုကတထိုင်နဲ့အကုန်ပြောလိုက်တဲ့အခါမှာ तू သိသွားပြီ तू ကတော့မေရှိပဲမေရှိဆိုတဲ့အနက်တိတ်ပဲဗာလဲခရစ်တော်ဒါဆိုယေရှုဟာခရစ်တော်မဟုတ်ဘူးလို့လာတွင်တင်တဲ့တွင်တင်ချက်ကိုသင်ကြားရင်အဲ့ဒီတွင်တင်ချက်ဟာသင်တော့မဟုတ်ယေရှုဟာခရစ်တော်ဖြစ်တယ်ယေရှုဟာခရစ်တော်ဖြစ်တယ်လူစားတိအဖြစ်ကြွားလာတော်မူသောယေရှုခရစ်ရဲ့ဝိညာဉ်ကိုဝန်ခံသောဝိညာဉ်ဟာဘုရားသခင်နဲ့ဆိုင်တယ်အာမင်မပိုင်းခြားနဲ့ယေရှုဟာခရစ်တော်ဖြစ်တယ်ပြောရအောင်ယေရှုဟာခရစ်တော်ဖြစ်တယ်ဒံယေလကိုဘုရားသခင်ဖော်ပြတယ်ဒံယေလနဲ့ယေရှုနဲ့ထိုင်လိုက်ဆိုနှစ်ပေါင်း400ကျော်လောက်400 something လောက်ရှိလိမ့်မယ်ဒံယေလတကယ် major prophet နော်ယေရှုကသူ့ကိုယ်သူခရစ်တော်လို့လည်းပြောသလို major prophet တွေကလည်းသူ့ကိုခရစ်တော်အဖြစ်ကြိုတင်ဟောကိန်းထုတ်ခဲ့တယ်ဘသူပြောလဲယေရှုကိုခရစ်တော်မဟုတ်ဘူးလို့အမေကုန်းလေးကြိုက်တယ်ဘသူပြောလဲယေရှုကိုခရစ်တော်မဟုတ်ဘူးလို့ထပ်မေးမယ်ယေရှုကိုခရစ်တော်မဟုတ်ဘူးလို့ဘသူပြောလဲလူစားတိအဖြစ်ကြွလာတော်မူသောယေရှုခရစ်ရဲ့ဝိညာဉ်ကိုဝန်ခံသောဝိညာဉ်နဲ့တမရှိတယ်အာမင်ယေရှုဟာခရစ်တော်ဖြစ်တယ်လို့ယုံတော်သူဟာဘုရားသခင်ဖြစ်ပေါ်စေတော်သူဖြစ်တယ်မကြီးဒံယေလကိုဘုရားသခင်ဖော်ပြတယ်ဒံယေလ9:26တစ်ချက်လမ်းကြည့်ပါ Thank you ဆရာ Thank you ဆရာထိုတဲ့60နဲ့တဲ့လွန်ပြီးမှခရစ်တော်သည်အခွင့်မရပဲ
အသေးသက်ခြင်းကိုခံရလိမ့်မည်ဒံယေလဒီလိုမရဘူးယေရှုသည်အခွင့်မရပဲအသေးသက်ခြင်းကိုခံရလိမ့်မည်လို့ဒံယေလအဲ့လိုမရဘူးဘယ်လိုကြီးလဲယေရှုခရစ်တော်တပါးတည်းပဲတလုံးတဝတည်းတယောက်တည်းပဲဒံယေလကိုဘုရားသခင်ပေါ်ပြတယ်နောက်နှစ်ပေါင်း400ကျော်ကြာလို့ရှိရင်ဘာမှမလုပ်ဘဲနဲ့အတိအသက်ခံရခရစ်တော်အတိအသက်ခံရမယ်တကယ်ကားတိုင်းမှာတက်သွားတာလူစားတိခံတယ်ဘာလို့လဲယေရှုခရစ်တော်တယောက်တည်းပဲအာမင်ပြောယေရှုနဲ့ခရစ်တော်တယောက်တည်းပဲအာမင်တို့ကြောင့်ပေါ်နေကြီးကိုတော့နှစ်ပိုင်းမလားမသိပေါ်တာဆင်အောင်မှာကြီးတာဆင်ပေါ်မှာမဟုတ်ဘူးပေါ်ကြီးကတယောက်တည်းပဲကားနဲ့နဲနဲ့နှစ်ပိုင်းတော့နှလုံးတော့မရှိရဘူးတစ်လုံးပဲမဲ့ရမလို့ဖြစ်တယ်နာမည် Come on ယေရှုသည်ခရစ်တော်ဖြစ်သည်ကိုယုံကြည်တော်သူဘုရားသခင်ဖြစ်ပွားစေတော်သူဖြစ်တယ်ဒံယေလကိုလက်ဝါးကားတိုင်းမှာအတိအသက်ခံရမယ်လို့ဖော်ပြတဲ့အချိန်မှာယေရှုလို့ဖော်ပြလားခရစ်တော်လို့ဖော်ပြလားတကယ်လူစားတိခံပြီးတော့လက်ဝါးကားတိုင်းမှာအတိအသက်ခံသွားတာလူစားတိခံတဲ့နာမည်ကဘာလဲဒါဆိုယေရှုနဲ့ခရစ်တော် revelation တစ်ခုတည်းမှာအတူတူရှိတယ်နှစ်ပိုင်းမပိုင်းတော့အာမင်ပြောရအောင်ယေရှုခရစ်တော်အာမင်တဆွပြောတယ်ယေရှုရအများကြီးပဲလေတဲ့ဟုတ်ပါတယ်မန်စီးတီးအသင်းမှာလည်းယေရှုတယောက်ရှိတယ်မန်စီးတီးအသင်းမှာလည်းအခုအာဆင်နယ်ကိုပြောင်းသွားတယ်နော်ယေရှုအာဆင်နယ်ကိုရောက်လဲအာဆင်နယ်ချန်ပီယံလိဖလားမရပြန်ဘူးတော့ကာဘီလာကိုထက်ကန်လိုက်တော့ကာဘီရမူကန်လိုက်တာယေရှုထက်ကန်မှာဟုတ်ပါတယ်ယေရှုနဲ့နာမည်တူတဲ့သူအဲ့ခေတ်ကာလမှာနောက်ထပ်3ယောက်လောက်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့အပြစ်အတွက်အသေးခံတယ်ဘောလုံးကန်တဲ့ယေရှုလားဟိုဂေါ်လီလိတ်တဲ့ယေရှုလားဆိုတော့နင်ကိုယ်ပြသိမှာပါသိတယ်မလားဒံယေလအတိအကျပြောတယ်ဘောလုံးကန်တဲ့ယေရှုမဟုတ်ဂေါ်လီလိတ်တဲ့ယေရှုမဟုတ်လက်ဝါးကားတိုင်းမှာအခွင့်မရပဲအသေးသက်ချင်းခံတဲ့ခရစ်တော်အဲ့ဒါတင်ကဲတင်တဲ့ကဲတင်ရှင်ဖြစ်တယ်အဲ့ဒါဘုရားသခင်သားတော်ဖြစ်တယ်ယေရှုဟာခရစ်တော်ဖြစ်တယ်ယေရှုဟာခရစ်တော်ဖြစ်တယ်တင်နှလုံးသားထဲဒီရိုက်ထည့်မယ်ခရစ်တော်ဟာယေရှုပဲယေရှုဟာဟာလေလုယာနားလည်နေမို့ဘုရားကောင်းချီးပေးပါစေတမန်တော်အဲ့ prophet တွေလည်းပြောခဲ့တယ်တမန်တော်ပေတရုထပ်ပြီးတော့ပြောတဲ့ဟာဖတ်ကြည့်တမန်တော်အခန်းကြီး1ငွေ36တမန်တော်အခန်းကြီး1ငွေ36ထို့ကြောင့်သင်တို့သည်လက်ဝါးကားတိုင်းမှာကွန်မြတ်သောယေရှုကိုဘုရားသခင်သည်ခရစ်တော်၌၎င်းမဟုတ်အဲ့ခရစ်တော်ဒီကျမ်းစာမှာနည်းနည်းလိုနေလားမသိဘူးတမန်တော်ခန်းကြီးနဲ့ငင်36ထို့ကြောင့်သင်တို့သည်လက်ဝါးကားတိုင်းမှာကွပ်မျက်သောယေရှုကိုဘုရားသခင်သည်ခရစ်တော်အရာ၌၎င်းအရာကြံခဲ့တာနော်ခရစ်တော်၌၎င်းမဟုတ်ခရစ်တော်အရာ၌၎င်းအစိုးရသောအရှင်အရာ၌၎င်းခံထားတော်မူသည့်အကြောင်းကိုဣသရေလအမျိုးသားအပေါင်းတို့အတက်အမှန်သိမှတ်ကြလောအဲ့ပေတရုပြန်ကင်လိုက်တဲ့စကားပါလဲဆိုတော့ဒံယေလပြောခဲ့တဲ့ခရစ်တော်ဆိုတာမင်းတို့အခုလက်ဝါးကားတိုင်းမှာတင်သက်လိုက်တဲ့ယေရှုပဲနှစ်ယောက်လားတစ်ယောက်လားတစ်ယောက်တည်းပဲပေတရုကပြန်ပြောပြတာပေတရုကတမန်တော်ဝတ္ထုအခန်းကြီး1မှာဝိညာဉ်တော်ဆင်းသက်လာပြီးတော့လူ3000ပြောင်းလဲတဲ့တရားဟောချက်တွေမှာယေရှုဟာခရစ်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းပါတယ်အာမင်ယေရှုဟာခရစ်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းဟောတဲ့နေရာတိုင်းမှာနိုးထားမှုဖြစ်တယ်
ယေရှုဟာခရစ်တော်ဖြစ်တဲ့ဆိုတဲ့အကြောင်းဟောတဲ့နေရာထဲမှာအနာရောဂါငြိမ်းခြင်းတွေဖြစ်တယ်ယေရှုဟာခရစ်တော်မဟုတ်ဘူးလို့ပိုင်းခြားတဲ့နေရာမှာတော့ရှုပ်ထွေးခြင်းမရှိဘူးယေရှုဟာခရစ်တော်ဖြစ်တယ်ပေတရုထပြီးတော့ဝန်ခံတယ်မင်းတို့လက်ဝါးကားထဲမှာတတ်လိုက်တဲ့ယေရှုကအဲ့ဒါဒံလပြောတဲ့ခရစ်တော်နားလည်နိုင်မှုဘုရားကောင်းချီးပေးပါစေနားလည်နိုင်မှုဘုရားကောင်းချီးပေးပါစေယေရှုခရစ်တော်တယောက်တည်းပဲနှစ်ပိုင်းလားမပိုင်းနဲ့အာမင်တမန်တော်ကိုအငယ်30တမန်တော်ကိုအငယ်30အငယ်အဲ့မှာအဖြစ်ပြက်တစ်ခုဖြစ်တယ်ထိုအခါအာနနိအမည်ရှိသောတပည့်တော်တယောက်သည်ဒမသက်မြို့၌ရှိထိုသူကိုသခင်ဖျားသည်ဗျာဒိတ်တော်အားဖြင့်အာနနိဟူ၍ခေါ်တော်မူလျှင်အာနနိကသခင်ဖျားကျွန်ုပ်ရှိပါသည်ဟုလျှောက်လေဓမ္မသက်မြို့မှာအာနနိဆိုတဲ့သူတယောက်ရှိတယ်အဲ့အာနနိကိုဘုရားသခင်ကခေါ်တယ်ဆက်တော့ဘုရားသခင်ကလည်းတင်ဒီထား၍လမ်းဖြတ်အမည်ရှိသောလမ်းသို့တွားလောရှောလူအမည်ရှိသောတာရှုမြို့သားကိုယူဒာ၏အိမ်၌ရှာဖွေလောအကြောင်းမူကားထိုသူသည်ဆုတောင်းလျက်နေရှောလူပေါလုဖြစ်လာမဲ့သူတမန်တော်ဝတ္ထုအခန်းကြီး9မှာအခုကျွန်တော်ဖတ်နေတဲ့ဩဝါဒစာဆောင်တွေကိုရေးတဲ့တမန်တော်ကြီးရှောလူမျက်စိကန်းနေတဲ့အချိန်ဖြစ်တယ်မင်းညင်းစေတဲ့ယေရှုကငါပဲဆိုပြီးတော့မြင်းပေါ်ပြုတ်ကျသွားပြီးတော့မျက်စိကန်းပြီးတော့အဲ့အိမ်မှာနေနေတဲ့အချိန်အာနနိကိုဘုရားသခင်ကတွားပြီးတော့အဲ့လူဆုတောင်းနေတယ်တဲ့သူစီမင်းတွားတယ်ဆက်တွားရအောင်ဆက်နဲ့မိမိမျက်စိကိုပြန်မြင်စေခြင်းကအာနနိအမည်ရှိသောသူသည်ဝင်၍မိမိအပေါ်၌လက်sorry ကြော်သွားဆက်တဲ့တခင်ဘုရားကလည်းတင်တီထားပြီးလမ်းပြောင်းပြီးပြီးတော့ပြီပဲဆက်တော့ရအောင်ဆက်နဲ့ sorry မိမိမျက်စိကိုပြန်မြင်စေခြင်းကအာနနိအမည်ရှိသောသူသည်ဝင်၍မိမိအပေါ်၌လက်တင်သည်ကိုဗျာဒိတ်တော်အားဖြင့်မြင်လေပြီဟုမိန့်တော်မူ၏ဆက်တော့ရအောင်အာနနိကလည်းသခင်ဖျားထိုသူသည်ယေရှုလင်မြို့၌ကိုရောဤတန်ရှင်းသူတို့ကိုအပေများလောက်ပြီးညင်းဆဲသည်ကိုလူများပြော၍ကျွန်ုပ်ကြားဘူးပါတယ်ဒီကောင်ကမ်းပါစီကိုရောရဲ့တဲ့ကျွန်တော်ကြားဘူးတယ်ဒီလူကတော်တော်လေးရှောလူဆိုတဲ့နာမည်ကျွန်တော်ကြားဘူးတယ်ဒီလူကမ်းရင်လည်းကမ်းပါစီတင်အမုန်းဆုံးသောသူကိုတင်ပြန်ဆူတောင်းပေးနိုင်ပြီဆိုရင်တင်ကချစ်တတ်တော်သူဖြစ်ပြီအာနနိကရှောလူကိုရေးလဲမုန်းနေတာနော်ဒီကောင်ကမ်းတာကောင်းတယ်ကွာဒါပေမဲ့ဘုရားသခင်အဲ့လိုမဟုတ်မင်းသွားဆူတောင်းပေးလိုက်တော်ဆက်တော်ရဤအရ၌လေကိုတော်ကိုပထနာပြုသောသူရှိသမျှတို့ကိုချီနှောင်ရမည်အခွင့်ကိုယေဘရဟိတ်အကြီးတို့ထံ၌ရပါသည်ဟုပြန်လျှောက်၏ဆက်တော်ရအောင်ဆက်ငါသခင်ဖျားကလည်းထိုသူကတပါးမျိုးသားတို့နှင့်ရှင်ဘီရင်တို့ထံသို့၎င်းဣသရေလမျိုးသားတို့ရှိရသို့၎င်းငါ၏နာမကိုပို့ဆောင်စေခြင်းကငါရွေးကောက်တော်တစားဖြစ်ရှောလူကိုဘုရားသခင်ရွေးကောက်လိုက်ပြီတစားဖြစ်ရွေးကောက်လိုက်ပြီအဲကြောင့်မင်းသွားဆုတောင်းပေးတဲ့16အကြောင်းမူကားထိုသူသည်ငါ၏နာမကြောင့်ဘယ်သူများလောက်ပင်ဆင်းရဲခံရမည်ကိုငါသည်သူ့အားပြမည်ထို့ကြောင့်တင်သွားလို့ဟုအာနနိအားမိတ်တော်မူအာနနိကိုဘုရားသခင်နိုးဆိုတော့မင်းသွားဆုတောင်းလိုက်တော့ငါသူ့ကိုလေဒီကောင်ကောကြီးလဲကြမ်းထားတယ်မဟုတ်လားငါပြန်ကြမ်းပြမယ်သွားတယ်စက်ခွန်အာနနိသည်လေသွား၍အိမ်သို့ရောက်လျင်ရှောလူအပေါ်၌မိမိလက်ကိုတင်၍ညီရှောလူတင်လာသောလမ်း၌တင့်အားထင်ရှားတော်မူသောသခင်ယေရှုသည်တင်ဤမျက်စိမြင်ပြန်စေခြင်းက၎င်းတင့်ကိုတန်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်စုံခြင်းက၎င်းငါကိုစေခန့်တော်မူသည်ဟုပြောဆို၏ကျုစင်ဆက်တော်ရအောင်ထိုခဏ၌ရှောလူဤမျက်စိမှာငါးကြီးကွာကြတဲ့ကဲ့သို့ဖြစ်မျက်စိမြင်ပြန်သည်ဖြစ်ထာဝရပဋိဇံကိုခံပြီးလေအစာအာဟာရကိုသုံးဆောင်၍အားဖြည့်လေဆက်သွားရအောင်ထို့နောက်ရှောလူသည်ဓမ္မသက်မြို့၌ရှိသောတပည့်တော်တို့နှင့်အတူကာလအတန်အရာ
နေရှောလူပြောင်းလဲသွားပြီအာနနီလာဆူတောင်းပေးလိုက်ပြီးတော့နှစ်ချင်းခံပြီးတော့လုံးဝနိုးထမှုစတဲ့ဆောင်တော့မယ်အဲ့မှာ तू ပထမအဦးဆုံးစဟောတဲ့တရားဆက်သွားရအောင်20ယေရှုသည်ဖယားသခင်ဤသားတော်ဖြစ်ကြောင်းကိုတရားစီရင်တို့၌မဆိုင်မလဲအာမင်ယေရှုသည်ဖယားသခင်ဤသားတော်တနည်းအားဖြင့်ခရစ်တော်မျက်စိအကြီးကုန်ကွာတဲ့သူတွေအားလုံးကယေရှုကိုခရစ်တော်အဖြစ်ယုံတော်သူတွေဖြစ်တယ်အာမင်ယေရှုဟာခရစ်တော်ဖြစ်တယ်ယေရှုဟာခရစ်တော်ဖြစ်တယ်ယေရှုခရစ်တော်တပါးတည်းပဲနှစ်ပါးမဟုတ်အဲ့ဒါတပါးတည်းပဲအာမင်21ကြားတော်သူအပေါင်းတို့သည်အံ့ဩ၍ဤသူကထိုသခင်ကိုပတ္ထနာပြုတော်သူတို့ကိုယေရုရှလင်မြို့မှာဖျက်ဆီးသည်သာမကထိုသူများကိုချီနှောင်၍ယေဘရဟိတ်ကြီးတို့ထံပို့ဆောင်ခြင်းကဤရက်သို့လာတော်သူဖြစ်သည်မဟုတ်လောဟုဆိုကြ၏ဆက်သွားရအောင်ရှောလူသည်လည်းအာတိုးဘွားသဖြင့်တမန်သက်မြို့၌နေတော်ယူရလူတို့သည်ပြောသမျှသောစကားကိုခြေ၍ယေရှုသည်ခရစ်တော်ဖြစ်ကြောင်းကိုထင်ရှားစွာအာမင်ဘယ်သူပြောလဲယေရှုဟာခရစ်တော်မဟုတ်လို့လူပဲပြောတာဖခင်မပြောတမန်တော်တွေကိုယ်တိုင်ပြောတယ်prophet တွေကိုယ်တိုင်ပြောတယ်ယေရှုကသူ့ကိုယ်သူပြောတယ်ငါခရစ်တော်ဖြစ်တယ်ဩဝါဒလီတိုက်ပြီးတော့လွင့်သွားမယ်ဖွဲထဲမှာတင်မပါစေနဲ့အာမင်ဩဝါဒလီတိုက်ပြီးတော့လွင့်သွားမယ်ဖွဲထဲမှာတင်မပါဘူးယေရှုသည်ခရစ်တော်ဖြစ်တယ်ယေရှုသည်ခရစ်တော်ဖြစ်တယ်ဟာလေလုယာဒါဆိုသင်ရဲ့ယုံကြည်ခြင်းဟာဘုရားသခင်ဖြစ်ပွားစေသောယုံကြည်ခြင်းဖြစ်တယ်အာမင်ယေရှုသည်ခရစ်တော်ဖြစ်တယ်အချုပ်ကျမ်းပိုက်ပြန်ဖတ်မယ်1 ယောငါငယ်1 prophet တွေကလည်းယေရှုဟာခရစ်တော်ဖြစ်တယ်ဆိုတဲ့အကြောင်း prophet ပြုခဲ့တယ်ယေရှုကိုယ်တိုင်ကလည်းသူကိုယ်တိုင်ခရစ်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းပြောခဲ့တယ်ယေရှုနဲ့တွေ့တဲ့နမိတ်လက္ခဏာခံစားတဲ့သူတွေအားလုံးဟာလည်းကိုရောဟာခရစ်တော်ဖြစ်တယ်မေရှိဖြစ်တယ်လို့ပြောခဲ့တယ်တမန်တော်ပေါလုကလည်းယေရှုသည်ခရစ်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းပြောခဲ့တယ်တမန်တော်ပေတရုကလည်းယေရှုသည်ခရစ်တော်ဆိုတဲ့အကြောင်းပြောခဲ့တယ်လူတွေပဲယေရှုဟာခရစ်တော်မဟုတ်ဘူးလို့ခွဲနေတာယေရှုဟာခရစ်တော်ဖြစ်တယ်ပေါလုပြောတဲ့စကားအရမ်းကြိုက်တယ်ယေရှုသည်ခရစ်တော်ဖြစ်တယ်ဒါကြောင့်သင်ရဲ့ယုံကြည်ခြင်းက1 ယော1အခန်းကြီး9အငယ်1မှာပြောတဲ့ယုံကြည်ခြင်းဖြစ်ပါစေယေရှုသည်ခရစ်တော်ဖြစ်တော်မူသည်ကိုယုံကြည်တော်သူမည်သည်ကားဘုရားသခင်ဖြစ်ပွားစေတော်မူသောသူဖြစ်၏အာမင်လက်ခုပ်တီးလက်ဘုရားသခင်နာမချီးမွမ်းရအောင်သင်ဟာမိစ္ဆာ prophet ဖြစ်ပွားစေတော်သူမဟုတ်ဘူးသင်ဟာ anti christ ဖြစ်ပွားစေတော်သူမဟုတ်ဘူးသင်ကိုဘုရားသခင်ဖြစ်ပွားစေတယ်ဘာကြောင့်လဲသင်ရဲ့ယုံကြည်ခြင်းဟာယေရှုသည်ခရစ်တော်ဖြစ်တယ်လို့ယုံတော်ယုံကြည်ခြင်းရှိတော်သူဖြစ်လို့ဘာကြောင့်လဲဆိုတော့ဒီဩဝါဒကြောင့်အခင်ဆုံးတငယ်ချင်းတွေတောင်မှဆုံးရှုံးခဲ့လို့ပြောနေတာဒီဩဝါဒကြောင့်ကြီးမားတဲ့နိုးထမှုကြီးရပ်တန့်သွားခဲ့လို့ကျွန်တော်ပြောနေတာခေါင်းဆောင်တွေပဲနှချမ်းကွဲကုန်လို့ကျွန်တော်ပြောနေတာအမှန်တကယ်ဆိုကြီးမားစွာစိတ်ရိပ်သိမ်းရမယ်ဇုံတွေးတွေရှိခဲ့ဘူးလေကျွန်တော်ရှိမှာပဲသူတို့နှစ်ယောက်ညင်းကြတယ်တယောက်နဲ့တယောက်ပြောကြရင်လည်းအဲ့နေ့မှာပဲကွဲသွားတယ်တော့မဟုတ်ပါဘူးတယောက်တလန်းစီသွားကြတယောက်ကယေရှုနဲ့ခရစ်တော်ခွဲတယ်တယောက်ကယေရှုနဲ့ခရစ်တော်တလုံးတဝရတယ်ပဲဒါပေမဲ့အခုပေါင်းစည်းလို့မရဘူးဘာလို့မှလဲကွဲပြားခြင်းအသင်နဲ့မဆိုင်ဘူးအာမင်ယေရှုနဲ့ခရစ်တော်တလုံးတဝရတယ်ပဲယေရှုသည်ခရစ်တော်ဖြစ်တယ်အာမင်ဟာလေလုယာဒါ
ဒါဆိုသင်ရဲ့ယုံကြည်ခြင်းဟာဘုရားသခင်ဖြစ်ပွားစေသောယုံကြည်ခြင်းဖြစ်တယ် Praise the Lord